Hello everyone 3ကိုနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ရှာရဲ့တော့ခတ်ထားဒီဆိုတဲ့ချင်းကိုကျွတ်ကျွေးလုပ်ပေးသွားမှာပေါ့နော်ကိုယ့်ကဘာတော့ကို reharmonize လုပ်ထားတဲ့ version ဖြစ်ပါတယ်ကျွန်တော်လည်းဒီလိုတီးကြည့်အောင်ပေါ့နော်သူက E family နဲ့တီးထားတဲ့တချင်းဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်က E family ထဲမှာပါတဲ့ F sharp minor 11နဲ့စမယ်ပေါ့နော်လက်ကလေးကိုအပေါ်ဆုံးကျိုးမှာတင်မယ်ပြီးလက်တကြွယ်လက်တန်းပေါ့နော်ငါးကျိုးကိုခြံခဲ့မယ်ဒီငါးကျိုးကိုခြံခဲ့မယ်အောက်ဆုံးကျိုးနဲ့ကျိုးလွတ်မယ်ဆိုရင်အဲ့လိုဆက်အောင်ပေါ့နော်အဲ့ဆိုရင်စရရှင်ကြရင်有点别送把抓给你呀ဘောနော်နေ့ရက်များဆိုရင်ကျွန်တော်တို့က B711 လို့ခေါ်တယ်ဗျ B11 ပေါ့နော် dominant ကော့ပေါ့နော် B11 လို့ခေါ်တယ်သူကရိုးရှင်းလေးပါပဲလက်မျိုးကိုတကွက်ရဲ့၄ကျိုးမှတင်လိုက်မယ်လက်တကြွယ်ကို၅ကျိုးမှတင်မယ်နှစ်ကွက်မြောက်ပါနော်လက်တန်းကိုကျွန်တော်၃ကျိုးမှထည့်လိုက်မယ်နှစ်ကွက်မြောက်ပါအဲဆိုရင်ကျန်တာအကုန်လွတ်ရုံပဲသူကနော်အဲဆိုရင်သူ့ကိုကျွန်တော်ဘယ်နေတီးရမလဲဆို၅ကျိုးနေတီးရမယ်Okay ပြီးရင် image 7လို့ခေါ်တယ်တင်းအနီယာမှာချစ်ချင်မုန်းချင်မရှိဆိုဒီမှာရောက်သွားတယ်နည်းနည်းလေးတော့အလံဝေးလို့ပေါ့နော်ဆိုရင်ရည်ကြည့်မယ်ဆိုရင်ခုနှစ်ကွက်မြောက်အနေစမယ်ခွန်8 9ကွက်ထိပေါ့နော်အဲ့ဒါကိုဒီရဲ့လက်3ချောင်းထောက်လိုက်ပြီဆိုရင် image 7ဆိုဒီမှာရလာတာဖြစ်ပါတယ်ဒီအပေါ်ဆုံး6ကျိုးတော့တတ်မယ်ပေါ့နော်မတီးဘူး5ကျိုးနေစတီးမယ်တင်းနီယာမှာချစ်ချင်မုန်းချင်မရှိဝါဟာမဂရီတန်ယေဆိုရင် image 7လို့ခေါ်တယ်ဗျရိုးရှင်းရှင်းလေးပါပဲဒါကခုနက B711 dominant core နဲ့တူတယ်ပေါ့နော်အောက်ကိုဆင်းလိုက်တာနဲ့ A7 ဆိုတဲ့ပုံစံကိုရလာမှာဖြစ်ပါတယ်သူပုံစံကတော့တစ်ကွက်မြောက်ရဲ့3ကျိုးမှာလက်ညှိုးထည့်မယ်နှစ်ကွက်မြောက်ရဲ့4ကျိုးမှာလက်ကလေးထည့်မယ်နှစ်ကွက်မြောက်ရဲ့2ကျိုးမှာလက်တကြွယ်ထည့်မယ်ဟောနော်အဲဆို A major 7ဖြစ်သွားတယ်5ကျိုးနေတီးရမှာပေါ့နော်6ကျိုးပိတ်မယ်5ကျိုးနေစတီးမယ် Okay A major 7ဘောနော်အဲ့ဒါပြီးတော့ရဆိုတာနဲ့ကို E flat minor 7 flat 5လို့ခေါ်ရဗျနော်အဲ့ဒါကိုကျွန်တော်ဘယ်နှကွက်လဲတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါး6ကွက်မြောက်မှာလက်ညှိုးစထည့်မယ်အဲ့ဒါပြီးရင်3ကျိုးမှာကျွန်တော်လက်ကလေးထည့်မယ်အဲ့ဒါပြီး9ကွက်မြောက်မှာလက်တကြွယ်ထည့်မယ်4ကျိုးမှာဟုတ်ပြီနော်ပြီးရင်2ကျိုးမြောက်မှာ2ကျိုးမှာကျွန်တော်လက်တန်ထည့်မယ်ကျန်တာပိတ်မယ်6ကျိုးလည်းပိတ်မယ်1ကျိုးလည်းပိတ်မယ် E flat minor 7 flat 5လို့ခေါ်တယ်ရာဆုံးရှုံးလိုက်ရတော့နော်ဆောင်းလေးသွားတယ်သူကဆုံးရှုံးလိုက်တော့မမနေရဒီဘောနော်ဒီခါကိုကျတော့ကျွန်တော် G sharp 7/D sharp လို့ခေါ်တော့ဗောနော် G sharp 7/D sharp လို့ခေါ်တယ်လက်တကြွယ်နေစမယ်သူကတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်6ကွက်မြောက်မှာလက်တကြွယ်ထည့်မယ်5ကျိုးမှာဗောနော်5ကျိုးမှာလက်တကြွယ်ထည့်မယ်အဲ့ဒါပြီးရင်ဒီမှာလက်ညှိုးကျတော့4ကွက်မြောက်မှာအပြားလိုက်ကတ်မယ်ဗောနော်ဘယ်နှကျိုးထိလဲဆိုရင်4ကျိုးထိကတ်မယ်အဲ့ဒါပြီးရင်လက်ကလေးကိုကျတော့5ကွက်မြောက်မှာ5ကွက်မြောက်ရဲ့3ကျိုးမှာလက်ကလေးထည့်မယ်ဗောနော်အဲဆိုရင်လက်တကြွယ်လက်ကလေးလက်ညှိုးဗောနော်အဲ့လိုမျိုးဆင်သွားမယ်တီးရင်လည်းပဲကျွန်တော်တို့5ကျိုးနေပဲတီးရမှာဖြစ်ပါတယ်6ကျိုးတော့ပိတ်မှာပဲဆိုတော့ဒီကောင်ကို G7/D sharp လို့ခေါ်တယ် G7 ရဲ့ second inversion ဖြစ်ပါတယ်ဗျမမနေရတဲ့တီးရလေဘောနော်ပြီးရင်ဂျာမှာကျွန်တော်က code တစ်ခုပြန်ထည့်ထားတယ်အဲ့ဒါကိုတော့ဘယ်လိုခေါ်လဲဆိုရင် G7/C လို့ခေါ်ပါတယ်ဗျဒီကောင်ဟုတ်ပြီနော်ဒီကောင်ဘယ်လိုကင်လဲဆို3ကွက်မြောက်ရဲ့5ကျိုးမှာလက်ညှိုးကင်မယ်ပြီး4ကွက်မြောက်ရဲ့4ကျိုးမှာလက်ကလေး2ကျိုးမှာလက်တကြွယ်1ကျိုးမှာလက်တန်းကျန်တာအကုန်ပိတ်ပါတယ်ဗျကျန်တာအကုန်ပိတ်မယ်ဘယ်နေစတီးမလဲဆို5ကျိုးနေစတီးမယ်ဟုတ်ပြီနော် G7/C တီလိုဆိုတာနဲ့ကိုကျွန်တော် C sharp minor 9လို့ခေါ်မှာနော်ဒါတော့နည်းနည်းလေးလက်ပေါက်ကတ်လိုက်မယ်1 2 3 4 4ကွက်မြောက်ပေါ့နော်4ကွက်မြောက်မှာလက်ညှိုးထည့်မယ်တစ်ကွက်ကြော်မယ်6ကွက်မြောက်မှာလက်ကလေး10ကွက်မြောက်မှာလက်တန်းပေါ့နော်တို့တစ်ကွက်6ကျိုးပိတ်မယ်5ကျိုးနေစတီးမယ် C sharp minor 9လို့ခေါ်ပါတယ်ဗျလွင့်ဆိုတဲ့ C sharp 7ဖြစ်သွားပြီပေါ့နော်ဒီကောင်ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ4ကွက်မြောက်မှာလက်ညှိုးအပြားလိုက်ချက်မယ်5ကျိုးထိပေါ့နော်5ကျိုးထိအပြားလိုက်ချက်မယ်ပြီးရင်6ကွက်မြောက်မှာလက်တကြွယ်နဲ့လက်တောင်ထည့်မယ်4ကျိုးနဲ့2ကျိုးမှာပေါ့နော်ပြီးရင်6ကျိုးတက်မယ်5ကျိုးနဲ့စတီးမယ်ကျွေလွင်အဲ့လိုထည့်ထားတယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုရင်ဒီကောင်ကျွန်တော်ဒီရှက်တင်လို့ခေါ်တယ်3ကျိုးပဲတီးရမှာဒီကောင်ကကျတော့5ကျိုးရယ်4ကျိုးရယ်2ကျိုးရယ်အဲ့3ခုပဲအဲ့3ခုတီးအောင်ဘယ်နှကွက်လဲ1 2 3 4 5 6ကွက်6ကွက်မြောက်မှာပေါ့နော်5ကျိုးရယ်4ကျိုးရယ်2ကျိုးရယ်ပေါ့နော်ကျန်တာအကုန်ပိတ်မယ်ဟုတ်
ဟုတ်ပြီနော်အဲ့လိုမျိုးတည်အောင်ပဲဒီကောင်ကို t-shirt တင်လို့ခေါ်တယ်နောက်တစ်ဆင့်သွားမယ်အဲ့ဒီပုံစံအတိုင်းပါပဲဘယ်နှကွက်မှာလဲဆိုရင်1 2 3 4 5 6 8ကွက်မြောက်အောင်နေစမယ်ဒီကောင်ကျတော့ F တင်လို့ခေါ်တယ်โอเคအဲ့ဒါပြီးရင်ပြီးသွားပြီခုနအစကနေကျွန်တော်တို့မှတ်ခဲ့တဲ့ကော့တွေကိုပြန်တီးအောင်ပဲပေါ့နော်有天被送到这里你也呀对你呀这这么这么喜欢不地的你呀呀送上来呀都那的呀你的地的路追累တချင်းတစ်ပုတ်လုံးဒီကော့တွေပဲတွားထားတာဖြစ်ပါတယ်ကော့တွေအလုံးပေါင်း10ခုလောက်ပဲရှိမှာပေါ့နော်ဆိုတော့အဲ့ကော့တွေ10ခုလောက်ကျွန်တော်တို့တတ်ထားမယ်ဆိုရင်ဒီတချင်းကိုပပိုင်းနိုင်လှလှပပလေးတီးလို့ရပြီဆိုမှအားလုံးကျွန်တော်မျှဝေပေးချင်တာဖြစ်ပါတယ်အားလုံးဘူးတွေ့ရကြမယ်လို့လည်းမျှော်လင့်နေကျွန်တော်လည်းသူနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့ God bless you တွေ့များနေချစ်ဤစီလာခဲ့ကံပြောက်တဲ့ငါဘဝကပေးတာလို့အတားတွေပြန်ချစ်လိုက်ကောင်းလို့နေစေခုတွားတဲ့